မင်းကဒီမျိုးမှာဘသူရဲ့ကားမဆိုအကုန်ခိုးနိုင်တယ်လို့ငါကြားသိရတယ်ကွာအဲ့ဒါကြောင့်မလို့ငါမင်းစီကနေအကူညီတောင်းမလို့ ဘလို့မင်းကငါစီကနေအကူညီတောင်းမလို့ဟာလားမင်းငါစီကနေဘာအကူညီတောင်းမလို့လဲကွာ ငါမင်းစီကနေဘာအကူညီတောင်းမလို့လဲဆိုတော့မင်းငါရဲ့ feeling ကြီးကိုသိလား ဟာတိတာပေါ့ကွာမင်းရဲ့ feeling ကဟို red car နေကြီးမလားအနီရောင် vino ကြီးလေဟုတ်တယ်မလား အေးဟုတ်တယ်ကွာဒါပေမဲ့ red carnic ကငါအတွက် feeling အသေးစားလေးပါကွာငါမှာဒီထက်ပိုချမ်းတဲ့ feeling တွေအများကြီးရှိသေးတယ်ကွာ ဟာလားအဲ့ဒါဆိုရင်အဲ့ feeling တွေကဘယ်သူတွေလဲ ဘသူတွေလဲဆိုတော့မင်းသိရဲ့အတိုင်းပဲငါရဲ့ feeling တွေက Spider-Man တွေပေါ့ ဟုတ်သားပဲခမရဲ့ feeling တွေက Spider-Man တွေရောနေပေါင်းခမကဘာလို့ကျွန်တော်ဒီမေးခွန်းကြီးမေးရလဲဗျမဟုတ်မှလို့ရောခမကျွန်တော်ကို Spider-Man နေနဲ့ခြာခိုင်းမလို့လား no no မင်းကို Spider-Man တွေနဲ့ခြာခိုင်းမှုမဟုတ်ဘူးကွာငါ Spider-Man တွေကိုပြန်ပြီးတော့လက်စားချေခြင်းတယ်မင်းသိရဲ့အတိုင်းပဲ Spider-Man တွေကလူတွေရဲ့ super hero တွေပဲငါဘလောက်ပဲလူတွေကိုကယ်တင်ပါစေကူညီပါစေငါ့ကိုဘယ်သူမှကျေးဇူးမတင်ကြဘူးဘယ်တော့ဖြစ်ဖြစ် Spider-Man တွေကိုပဲလူတွေကကျေးဇူးတင်ကြတာကွာအဲ့ဒါကြောင့်မလို့ငါလုံးဝမကျေနပ်ဘူးကွာဒီ Spider-Man တွေကိုပြန်ပြီးတော့လက်စားချေခြင်းတယ်ငါလူတွေရဲ့ဂုဏ်ပြုတာကိုခံခြင်းတယ်ကွာ အဲ့ဒါဆိုရင်ခမ Spider-Man နေနဲ့တွားချလေဗျာကျွန်တော်ဘာလို့လာပြီးတော့ပြောနေရလဲဗျာ ငါ Spider-Man နေနဲ့ချစရာမလိုပါဘူးကွာ Spider-Man တွေကိုလက်စားပြန်ချင်မဲ့အစားသူတို့ကိုအနုနီးနဲ့နိုင်ဖို့နီလန်တနီငါစီမှာရှိတယ်ကွာ ခမဘာကြီးပြောနေရကျွန်တော်လုံးဝနားမနေဘူး ငါမျိုးလိုရင်းသူရှင်မဲ့ပြောလိုက်တော့မယ်ကွာမင်းငါအတွက် Spider-Man ရဲ့ကားတွေကိုခိုးပြရမယ် ဘယ်လို Spider-Man ရဲ့ကားကိုခိုးပြရမယ်ဟလား Spider-Man စီမှာကားရှိလို့လားဗျာ Spider-Man မှာ Spider-Man ဝတ်စုံပဲရှိတာမလား ဒီမျိုးမှာ Spider-Man ကားပေါင်း၄စီးရှိတယ်ကွာအဲ့တော့မင်းအိုက်ကား၄စီးစလုံးကိုငါအတွက်ခိုးလာပေးရမယ် နေပါဦးဗျာကျွန်တော်ကခမအတွက် Spider-Man ရဲ့ကားတွေခိုးပေးမယ်လို့ပြောမိလိုက်လို့လားဗျာ အဲ့အတွက်စိတ်မပူပါနဲ့ကွာငါမင်းကိုလည်းပြန်ပြီးတော့ကူညီပေးပါမယ်ကွာမင်းအခုအိမ်လာကအကျွေးဆက်ဖို့အတွက်အခက်အခဲရှိနေရမလားဟုတ်တယ်မလား ဟုတ်တယ်ဗျကျွန်တော်အိမ်လာကအကျွေးဆက်ရမှာဗျဒီနေ့မှအိမ်လာကအကျွေးမဆက်နိုင်ဘူးဆိုရင်ကျွန်တော်အိမ်ကနေခေါင်းနဲ့ဆင်းရတော့မှာ အေးအဲ့ဒါဆိုဒီလိုလုပ်ကွာမင်းငါအတွက် Spider-Man ရဲ့ကားကိုခိုးပေးငါမင်းရဲ့အိမ်လာကအကျွေးဆက်ပေးမယ်ဘယ်လိုလဲ ကဲဟုတ်ပြီဗျာကျွန်တော်ခမပြောတဲ့အတိုင်း Spider-Man ရဲ့ကားတွေကိုကျွန်တော်ခိုးပေးမယ်ဗျာဒါပေမဲ့ကျွန်တော်ကတာမန်လူတယောက်လေကျွန်တော် Spider-Man ရဲ့ကားတွေခိုးလိုက်မယ်ဆိုရင် Spider-Man ကကျွန်တော်ကိုတက်ပြလိုက်မှာပေါ့ဗျာ အဲ့အတွက်စိတ်မပူပါနဲ့ကွာငါရဲ့ခန္ဓာကိုယ်ရဲ့ Venom အကောင်ကိုမင်းခန္ဓာကိုယ်ရဲ့ကိုထည့်ပေးလိုက်မယ်အဲ့ဒါဆိုရင်မင်းလည်း Venom ဖြစ်သွားပြီ ခမရဲ့ Venom အကောင်ကိုကျွန်တော်ခန္ဓာကိုယ်ရဲ့ကိုထည့်ပေးမယ်ဟာလား ဒီဟုတ်တယ်ကွာအဲ့ဒါဆိုရင်တော့မင်း Spider-Man ကားတွေကိုအလွယ်တကူခိုးလို့ရသွားတယ်လို့မင်း Spider-Man နဲ့တွေ့တော့ Spider-Man နဲ့ချလို့ရသွားမှာကွာ ဟုတ်ပြီလေ